အားလုံးပဲမင်္ဂလာပါသူရောင်းဝယ်ဖန်ရှော့ကနေပြီးတော့ကျေးဇူးလိုက်ပါတယ်ကျွန်တော်တို့အခုသတင်းကြိုကာလာလည်းရောက်ရှိတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဆိုင်ဘက်ကနေပြီးတော့သတင်းကြို promotion လေးစီစဉ်ပေးတာပါတယ်ခင်ဗျအဲ့ဒါကတော့အော်တိုဘာလ1ရက်နေ့ကနေပြီးတော့9ရက်နေ့အတွင်းဝယ်ယူသွားတဲ့ customer တွေဆိုလို့ရှိရင်10% discount ချပေးသွားပဲအပြင်ဟောမှကျွန်တော်တို့ဒီလတော်သွင်းမှာရှိရဲ့အော်တိုဘာလ1ရက်နေ့ကနေပြီးတော့31ရက်နေ့ဒီဝယ်ယူသွားတဲ့ customer တွေတော့ကျွန်တော်တို့ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ကန်ဆယ်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ဘာလို့မဲဖောက်ပေးသွားမှာလဲဆိုတော့အိတ်ဆောင်ဆက် Wi-Fi 3လုံးအပြင်ဟောမှာလူကြီးမင်းတို့ကြိုက်နေတဲ့ရ Wi-Fi ကတ်ထုံးကပ်ပါထည့်ပြီးတော့မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။မဲဖောက်တာကလည်းကျွန်တော်တို့အနေနဲ့ပွင့်လင်းမြင်တာမှုရှိအောင်လို့ live လွှင့်ပြီးတော့ဖောက်ပေးတဲ့အပြင်ဟောမှာအဲ့လိုမှမဟုတ်ရင်လည်း video record လုပ်ပြီးတော့ဖောက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါလေးကိုကျွန်တော်သတင်းကောင်းလာပြောပြတာဖြစ်ပါတယ်။ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဆိုင်လိပ်စာလေးကအမှတ်4မြင်းဆောင်တဲ့ရွှေကိန်းရီအိမ်ဟာဒီအောင်ကန်လမ်းမကြီးဝါမြင့်မတိုင်မှာရှိပါတယ်